တော့တော်ညံညံနဲ့များတာမင်းဒီတစ်ခါတည်းမင်းမပိုက်ဆိုတာမွေးကန်နေဖောက်ကန်နေစိတ်မတူရအောင်နော်ဟောမပိုက်ကွာကပဲသွားတော့ကွာကရှိတယ်အဲ့ထဲမှာတရားလဲလားဒီနေ့အလောက်ကလာတာထွက်လို့ဒီရလာဝယ်တိုက်တာလေကွာကလှုပ်ထည့်ပေးထားဆိုတော့ကျေးဇူးလားတက်တာပေါ့ကျင်းတို့ဟာလဲကျေးဇူးတင်တာလဲတခြားနီလာလေးပါလိမမရှိဘူးလားဒီဘီယာပဲလာဝယ်တိုက်နေဟေးအဲ့တဲ့ကြီးလာမပြောနေလေအာနာစရာကြီးကိုအခါတည်းလာလဲဘီယာပဲလာတိုက်နေရဘူးတခြားနီလာမရှိဘူးလားကွာကဘီယာမပေးတော့ဘူးကျေးဇူးတိတတ်တယ်ခေါ်တယ်မင်းတစ်ခါတလေရောနော်ဘီယာတောက်ချင်တာပါမဟုတ်ဘူးသူတို့ရဲ့စေတနာကိုအတိမတ်ပြုတ်ပေးတာနော်နောက်တစ်ခါတိုက်မလားတက်ရှင်လာပြီးတော့ညခဏနေငါပြပြန်လာမယ်နည်းညှိလိုက်အောင်အေးညှိလိုက်မင်းမဖက်ရတယ်လားတမစိတ်ကြည့်ရနော်ခဏလေးပါမင်းနော်သူတို့လာတော့တစ်ခါတလေလေးတောက်ရတယ်မင်းနော်တစ်ခါတလေနဲ့ဘယ်နဲ့ကြိတ်ရှိပြီလဲတက်ခွက်တယ်တစ်ခွက်တယ်ပဲတဲ့တကယ်တက်ခွက်တယ်မင်းနော်ဒီတစ်ကြိမ်ပဲခွက်ပြုမှာနော်အေးပါမင်းတက်ခွက်တယ်ပါနော်နော်ခဏလေးမင်းတက်ခွက်ပဲတကယ်ချင်းနေဆိုအတိမတ်ပြုတ်ပေးရအဲ့လိုမျိုးလာဒီလားဒီခွက်ကတက်ခွက်ပဲလေတခြားခွက်ကယူဒီထသေးတဲ့ခွက်ယူတက်ခွက်ပြအောင်ဆိုမှပဲရရဒီခွက်ရတယ်အခွက်ပဲတော့ဒါဆိုလေလို့ဟိုအပေါင်းသိနေရှင်မျက်နှာမငယ်အောင်ဟိုသမီးလေးပါလို့လေနော်လောက်ပါမင်းရလေနော်ဟိုအပေါင်းသိရမယ်ကိုမိမအလိုက်တိပါလို့ထားနောက်ခါအချိုးပြင်းနော်ဒီတက်ခွက်ပဲဒီတက်ခွက်တယ်ပဲနော်ပြီးတော့သွားအမီးလောက်လာလားဒီလိုပဲမိမဆိုတာအင်ပြအဲ့လိုညှိရတယ်အဲ့မှာငါမိမသဘောကောင်းပါတယ်တောက်ရအောင်တစ်ခါတလေတောက်ရတယ်လို့အလောက်ကန်အဆင်ပြေလားဒီလိုပါပဲပြေးလိုက်မပြေးလိုက်ပေါ့အေးအလောက်ဆိုလေဒီတိုင်းရောအဆင်ပြေလိုက်မပြေးလိုက်ပေါ့မိမဆိုမနေ့ကညှိလိုက်ရလို့မိမငါတစ်ခွက်ပဲတောက်တယ်တစ်ခွက်ပဲတောက်မို့တောက်ချင်လို့တော့မဟုတ်တော့မင်းတို့ကျေးဇူးမှာအတိမတ်ပြရမင်းတို့စေတနာကျေးဇူးတင်တယ်ဘာချိုးလိုက်လားစင်ပြောတော့တစ်ခွက်ပဲဆိုဘာလို့ထက်နေရတစ်ခွက်လည်းပဲလေမီဒီခွက်တစ်ခွက်ပဲတာတော့ကိုနောက်တစ်ခွက်မပြောင်းသူတို့ဟန်သူတို့ဘယ်လိုပဲတာတော့ကိုဒီခွက်တစ်ခွက်ပဲနောက်ခွက်မပြောင်းတကယ်ခွက်ကြောင်ကိုပြောရမလို့တစ်ခွက်ထဲကိုတောက်ခိုင်းတာအေးလေဒီမှာတစ်ခွက်ပဲလေတစ်ခွက်ပဲတောက်ခိုင်းတာလို့နောက်တစ်ခွက်ဖြစ်နေပြီဒီမှာအေးလေဒီမှာတစ်ခွက်ပဲလေဟာမိမလေတစ်ခွက်ထဲနောက်ခွက်မပြောင်းတစ်ခွက်ပဲတောက်မှာဟဲ့ဆိုအမီစားဘာမှရတောင်းမယ်တော့တော်ညံညံနဲ့များတာမင်းဒီတစ်ခါတည်းမင်းမပိုက်ဆိုတာမွေးကန်နေဖောက်ကန်နေစိတ်မတူရအောင်နော်ဟိုကလေသူတို့ကျေးဇူးတရားလေးကိုအတိမတ်ပြုတဲ့အနေနဲ့ကိုတစ်ခွက်ပဲတောက်တယ်နော်မဲအဲ့တဲ့ရှိနေလို့နော်မဲခွေကောင်းမယူနေနဲ့နေစစ်တယ်ရတအမီးရည်တော့အင်းတော့နေထုခိုင်းဒီမှာနောက်ခါလက်နဲ့ထုမှာမဟုတ်တစ်ခွက်လက်နဲ့ထုခွဲမှာကောင်း